လေဘာစားမလဲမှားလေတဲကမောင်စားတာပဲမှာမှာโอเคโอเคညီလေးမီနူးလေးတဲလည်းမီနူးပဲစားမယ်哎呦我的妈好嘞，这里你们当的ယောဂရလိမ့်မယ်။မမနှခမ်းအောင်လာနဲ့။မမနှခမ်းအောင်လည်းယောဂမရဘူး။ Oh no ဒီမှာညီလေးတို့ဆက်လိပ်ပဲဆက်တော့သူတို့ပါစငုံပြီးသားကြီးဟဲ့နေပါစကားပြောရလဲဟဲ့ငါပြောတာနင်တို့မိန်းကလေးကချူချင်ကြိုက်တယ်လေမငုံဘူးလားငါ့ကိုလေရီးသားလေးတယောက်လောက်ရှာပေးပါလားနင်ဘယ်လိုပုံစံမျိုးကြိုက်လဲဩနင့်လိုပဲချောရမယ်ဟာရင်မောင်းလေနင့်တော့ဗျာနေရလဲကိုရဲ့ပိုင်ပါယူသည်များအဓိကနေမဟုတ်ပြီးရပဲဒီရွာတရွာလုံးမှာတော့ဂုံးမုံရတာကြောတယောက်ပဲရှိလို့ဆိုအားလုံးသိတယ်ပြောအမေကလည်းအသက်ကြီးပြီမလားမေရဲ့အေးအဲ့တော့မနေ့ပြန်တစ်ပတ်ခါလောက်ဆိုလို့ရှိရင်မပြောကောင်းမဆိုကောင်းပေါ့သိသွားမှာခေတ်စကားနဲ့ရှောတာပေါ့နေရကန့်လာအဲ့လိုဖြစ်သွားတယ်တာကြောမင်းနဲ့စောတော့ဒီအမလေးပဲဖဖငါ့အမင်္ဂလာစကားလေးလာပြောနေတာသလားမင်္ဂလာစကားလေးပါလေပြောလေအမေပြောတော့ကြောင်သွားတာကြောင်သွားတာလေအဲ့ပြောလေဖြစ်သွားခဲ့လို့ရှိရင်အမွေမရလိုက်ပါဆိုလို့အမွေမင်းကဘာဖြစ်လို့အမွေလို့ရှင်အမေရဲ့ဒါအမှုပညာကိုဘလောက်ရုပ်သွတ်တယ်ဘလောက်မင်းသားဖြစ်ချင်တယ်ဆိုတာအမေလည်းသိရတာနဲ့ဒီသိတယ်လေအဲ့ဒီမင်းသားဖြစ်ချင်တာလည်းငါစီအမွေတောင်းတယ်ဘာဆိုင်လို့တော့ဟာဆိုင်လာပေါ့ပတ်စံလို့လေပိုက်ဆံအမလေးငါသားရဲ့ဒီမှာပိုက်ဆံအတွက်ကဘာမှမဟုတ်အမေမျိုးတက်ပြီးတော့အကျွေးတောင်းလာတယ်2 သိန်းရှိတယ်ပြီးတော့လိုအပ်လို့ရှင်ရော့လက်စွပ်ယူသွားရောင်းလိုက်ဟောဒီမှာနှစ်ကက်ကလည်းရှိတယ်ခုမှမမလေးရဲ့ဘဝဇလန်းကစာလုံးကြီးစပဲရှိပါသေးတယ်အစကောင်းရဲ့အနှောင်းကအလိုလိုတေးကြပြီးသားပါဟင်ဒါဖြစ်ရင်ဂရင်80တရေသားဘာဖြစ်လို့ဇာသိမ်းမလားဖြစ်သွားတာအိုး तू ကစာမမတက်ပဲငါဘွဲ့ရပြီးသားတူမလားဟဲ့ပညာတတ်ပြီးပြင်းနေတဲ့သူကအစင်းလာပြီးညီကငါ့ကိုရှိုင်းမလို့လားရှိုင်းလိုက်တကောင်းစားငါ့ကိုတကယ်ရိုက်တယ်ပေါ့မင်းမရိုက်ခိုင်းတာလေရှေ့ရိပ်တွေဘာစဉ်းစားလဲလို့မေးရင်မနေ့ပြန်တစ်တော့ဘယ်နှပုတ်တင်မလဲပဲစဉ်းစားတော့တယ်မင်းတို့ကြီးစားရှိရမို့ငါမှလည်းစားရှိတယ်ဟဲ့ပြောပြလိုက်ဟုတ်တယ်စိတ်တစငကက်ကလေးတောင်မရှိဘူးငကက်ကလေးတောင်မရှိတဲ့ဘဝနဲ့မလာမောင်းကွင်းလေးတောင်မရှိဘူးဒီလိုအဝေးဒီလိုရှင်းတာလေးဆိုအဝေးမောင်းကွင်းလေးတောင်မှမရှိဘူးတကယ်ကိုအခြေခံလူရန်သားဘဝနေလားဒီဟုတ်တာပေါ့မောင်လေးအမအရန်ခက်ခဲခဲ့တော့အခုလိုအမအရန်ကြည့်တက်ချမ်းသာလာတဲ့အချိန်မှာအမအန်းနေအမအော်လူတန်းနေအမဘာတွေကလတ်တွေသွားတယ်အော်ဖျားတွေဆောင်းတန်းတွေသွားတယ်လူတန်းနေအမအလူတန်းတွေတောက်လျှောက်လောက်တာမောင်လေးရဲ့အမကိုချင်းစားတယ်အမဖြတ်တန်းလာတယ်ဘွာအမကိုချင်းစားတယ်အဲ့လိုပေါ့နော်မောင်လေးအမလေးအရန်ကိုခက်ခဲခဲ့ဒီလိုရွှေဆိုင်စိန်ဆိုင်ဘဝကိုမရောက်ခင်တော့အမအရင်ဘာလုပ်တယ်ထင်လဲမောင်လေးဘာလုပ်ခဲ့အမဖျားမှာတန်းရောက်နေတာဟာမောင်လေးဘာလေးမသိလို့မေးစရာလေးတခုတော့ရှိလို့ပါမိဘမြင်ရလေအကြောင်းကြောင်းဆိုပြီးတော့လာပြီးကြော်မှလွတ်လို့ရတယ်လို့ဟိုပါလေပန်းတကူကလည်းလာပြီးကြော်မှလွတ်လို့ရတာဟိုအေးရမိမယူလေဟိုပန်းတကူပြည့်ရှင်လို့လားမရောက်တာကြပြီမွေးရမြေအရက်ဆိုင်လေးစီမေးရလို့ပါဟာအမေကနေတိုင်းဘူရီကောပြောဖြစ်တယ်ငါအရက်ဆိုင်ဘယ်သူမှဘူရီကောငါမပြောကြဘူးဘယ်ပြောပါကြောက်ကိုတတိရလာ